9000ကျော်လေးနဲ့ quality ကောင်းကောင်းဈေးတန်တန် coffee ဆိုင်လေးတစ်ဆိုင်ညွန်ပေးမယ်နော်အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့35လမ်း83လမ်းတောက်မှာဟိုးမှာတွေ့ရတဲ့လိမ္မော်ရောင်လေးဆိုင်တစ်ဆိုင်ချစ်စရာကောင်းတဲ့ Goodless ဆိုတဲ့ coffee ဆိုင်လေးနဲ့မိတ်ဆက်ပေးမယ်နော်ဒီ coffee ဆိုင်လေးကနေသူ့အရှိမရှိတဲ့ဆေးပစ္စည်းဆိုင်ကိုဆေးတွားဝယ်ရင်းနဲ့coffee ဆိုင်လေးတစ်ဆိုင်တွေ့တယ်ချစ်စရာလေးဆိုပြီး coffee တွားဝယ်တောက်ရင်းနဲ့မှသူတို့ကမုံနေချကြည့်တော့သူတို့ကြွေတဲ့မုံနေအရန်စားကောင်းတာနဲ့coffee ဆိုင်လေးကိုတတိထားမိတာပါဒီဟာတွေကတော့သူတို့စီမှာရနိုင်တဲ့မုံနေပါရှင်သူတို့ရဲ့ cookie တွေကနေမပုတ်စေးတွေမပါတဲ့အတွက်ကျမရင်းနဲ့လည်းညီညွတ်ပါတယ်နိုင်ကမုံဆိုလို့ရှိရင်ကျွတ်ကလေးနဲ့ရွလေးစားလို့ကောင်းတယ်ဟိုတခြား cookie လေးဆိုရင်အပြင်ကတော့ကျွတ်ကလေးနဲ့အထဲကတော့အသားလေးကနည်းနည်းလေးပျော့စီလေးနဲ့တမျိုးလေးအရတာလေးကမဆူစားကောင်းပါတယ်cookie လေးကတော့ original red velvet chocolate coffee နဲ့ mocha cookie ဆိုပြီးအရသာ5မျိုးရှိပါတယ်ရှင်ဒီဟာလေးကတော့ red velvet cookie ပါဒါလေးကတော့ mocha cookie လေးပါဒါကတော့ original cookie ပါနောက်တစ်ခုကတော့ chocolate coffee cookie လေးပါရှင်ပြီးဒါလေးကနန်းကပ်မုံလေးကျွန်တော်ပထမဦးဆုံးသူတို့စမ်းပြီးတော့ချကြည့်တာဒီနန်းကပ်မုံလေးပါအရင်စားကောင်းပါတယ်မွေးပြီးတော့အရသာလေးစိမ့်နေနန်းကပ်မုံလေးတွေစပြီးချကြည့်ကြတဲ့ဒီဆိုင်ရှင်အရန်တဘောကောင်းပြီးတော့နေပြီးတော့ customer တွေပေါ်တဲ့စေတနာရန်ကောင်းတာနဲ့တုံ့ပြန်တဲ့အနေနဲ့ကျွန်တော်တို့ကဆိုင်က product တွေလည်းအကုန်အားပေးခဲ့ပါတယ်အဓိကတော့နန်းကမုံပြပြလေးနဲ့ကျွန်တော်ကြိုက်တဲ့ ice coconut latte လေးအားပေးခဲ့တာပါဒါလေးကတော့သူတို့ရဲ့ coffee ဆိုင်မှာသုံးထားတဲ့စက်ပစ္စည်းလေးပါသူ့ရဲ့ series လေးပါ coffee series လေးပါဈေးလည်းတင်ပါတယ် quality လည်းကောင်းပါတယ်ဟိုလိုမျိုးပေါ်လောလော coffee ဆိုင်မဟုတ်ပါဘူးရှင်ကျွန်တော်တငယ်ချင်းကတော့အချိုမကြိုက်တဲ့အတွက် Machito Coffee ကိုမှာခဲ့ပါတယ် Machito Coffee ဆိုတာက coffee မုန့်လေးကိုကြိတ်ပြီးတော့coffee ကိုပူစီနန်ရဲ့သူတို့ကဆော်ဒရအရေးရောပြီးတော့ Machito Coffee တစ်ခွက်ရလာပါပြီရှင်ကျွန်တော်တို့ကဒီနေ့စုပေါင်းနန်ကမုံ6ဘူးရဲ့ Machito Coffee 2ခွက်နဲ့ Coconut Coffee Latte တစ်ခွက်စုပေါင်း Coffee 3ခွက်နဲ့မုံ5ဘူးအဲ့ဒါလေးတွေအားပေးခဲ့ပြီးပြင်ခဲ့ပါတယ်ရှင်ပြီးတော့လေသူတို့ဆိုင်ကနေလေ10ခွက်ပွဲလို့ရှိရင်တစ်ခွက် free တောင်လက်ဆောင်ပေးလိုက်ပါတည်တယ်ဒါသူတို့ရဲ့ကပ်ပြားလေးနဲ့လိပ်စာကပ်လေးပါတကယ်စားကောင်းပြီးတကယ်တန်တဲ့ coffee ဆိုင်လေးမလို့အားလုံးကိုအားပေးဖို့ညွှန်ပေးလိုက်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်